အားလုံးမင်္ဂလာပါဆရာမက teacher တော်တင်ရွယ်ဖြစ်ပါတယ်ဆရာမဒီနေ့ grade တွေ chapter 7 trigonometric function ရဲ့ y equal to sin x ဆိုတဲ့ sin function တွေမှာလေ့လာခဲ့တာမှာ EG4 ရောက်သွားပါပြီအခု EG4 page 117မှာရှိတဲ့ပုံစံလေးကိုဆရာမနဲ့အတူလေ့လာကြည့်အောင်တော့ဒီပုံစံ draw the graph of y equal to -3 sin pi into x plus 1 minus 2ဆိုတဲ့ graph ကိုဆွဲခိုင်းတာပါဒါဆိုရင်ဆရာမတို့ကဘာလေးတွေပါလာပြီလဲဒီမှာ EG3 လို့မဟုတ်တော့ဘူးတခုထပ်တိုးလာပါတယ်ဘာလေးတိုးလာဆို minus ထပ်တိုးလာပါတယ်ကဲဒါဆိုရင်ဆရာမတို့လေ့လာကြည့်မယ်ဒီ3ဒီဘာလုပ်ထားရလဲဆိုတော့ vertical scaling လုပ်ထားတာဒါတွေသိရမယ်ဒီမှာပိုင်နဲ့မြောက်ထားတာဒီဘာလုပ်ထားရလဲ horizontal scaling လုပ်ထားတာဒီမှာ +1 ပေါင်းထားတာဒီ horizontal translation လုပ်ထားတာ-2 နှုတ်ထားတာဒီ vertical translation လုပ်ထားတာပါဒါဆိုရင်ဒီမှာအနှုတ်နဲ့အရှေ့မှာ y equal to minus ဖြစ်တာဒီ reflection လုပ်ထားတာပါ reflection ဆို x axis လုပ်ထားတာပါဒါကြောင့်ဒါက reflection လုပ်ထားတာပါကဲဒါဆိုရင်ဒီ graph ကိုဆရာမနဲ့အတူတူလေ့လာကြည့်မယ်တော့ဒီမှာ midline ပု္ပ္ပစာတော်တော်မယ်ဆိုဆရာမတို့ midline ရေးရပါတော့ဘာကြောင့်လဲဆိုဒီမှာ plus k နေရာမှာပေါင်းထားရနှုတ်ထားရနေရာလေးရှိနေတယ်ဒါဆိုရင် midline ဒီမှာ -2 ဖြစ်တဲ့အကြောင်းဆရာမတို့က y equal to -2 ပါ amplitude 3 period ဒီ2 ပိုင်ပိုင် b ဆိုရင် b နေရာမှာပိုင်ဝင်သွားတဲ့ကြောင့်ဆရာမတို့က2ပိုင်ပိုင်ပိုင်ဒါဆိုပါကြံလဲဆိုတော့2 period 2ပါဒါဆို 5 point ကိုရှာကြည့်မယ်5 point ကိုရှာမယ်ဆို y equal to sin x ကနေပြီးတော့ y equal to -3 sin pi into x plus 1 minus 2ကိုဆရာမတို့ transformation ဒီတိုင်းလုပ်ကြည့်ပါမယ်ဒါဆိုရင် x y equal to sin x ရဲ့ coordinate x, y အတွက် x တွေဘယ်လို transformation ပြောင်းလဲသွားမလဲကြည့်မယ်ဒါဆိုရင် x ဒီဘာနဲ့ဆိုင်လဲဆိုရင် horizontal နဲ့ဆိုင်ဒါဆိုရင်ဒီမှာပိုင်နဲ့မြှောက်ထားတာဒီဒါ horizontal scaling စကေးဖတ်တာဒီမှာပိုင်နဲ့မြှောက်ထားရင်ပိုင်နဲ့စားရပါတယ်တနည်းအားဖြင့်ပြော1ပိုင်နဲ့မြှောက်တယ်ပေါ့ဒါဆိုရင် x ကိုပိုင်နဲ့စားတယ် x ပိုင်အနောက်မှာ horizontal translation +1 ပေါင်းထားတယ်ဒါဆိုရင်ဒီမှာဆရာမတို့က horizontal translation +1ဆိုဒီမှာ-1နှုတ်ပြရပါတယ်ဒါဆိုရင်ဒီ graph ရဲ့ x coordinate ရပါပြီနောက်ဒီမှာy ဒီ vertical နဲ့ဆိုင်ပါတယ်ဒါဆိုရင် vertical scaling အရင်လုပ်ပါမယ်ဒါဆို y ကိုဆရာမတို့က3နဲ့မြှောက်ပါမယ်ပြီးရင် reflection ဆက်တိုက်လုပ်လိုက်ပါမယ် reflection ဆိုရင် x axis ဆိုရင် y ကိုအနှုတ်နဲ့မြှောက်တော့-3 ပဲဖြစ်သွားပါပြီပြီးမှဆရာမတို့က vertical translation လုပ်လိုက်ပါမယ်ဒီမှာ-2ဆိုရင်ဒီမှာဆရာမတို့က-2ရေးလိုက်ပါမယ်ဒါဆိုရင်ဆရာမတို့ coordinate point dy equal to -3 sin pi into x plus 1 minus 2ရဲ့ coordinate ဖွင့်လေးရပါပါဒါဆိုရင် y equal to sin x ရဲ့ 5 point တွေကိုဒီဘက်မှာဘယ်လိုပြောင်းလဲသွားမလဲဆရာမတို့အစားသွင်းကြည့်မယ် x နေရာမှာ0ထပ်လိုက်တယ်0ပိုင်ဆို0 0 -1 ဆိုဒီမှာ-1 comma y နေရာမှာ0ထပ်တော့0ဆိုရင်ဒီမှာ-2 -1 -2 ပိုင်2 x နေရာမှာပိုင်2ထည့်ပါမယ်အဲ့တော့ x နေရာမှာပိုင်2ထည့်တယ် into ပိုင်နဲ့စားဆို1ပိုင်နဲ့မြှောက်တယ်အနောက်မှာ-1ရှိတယ်ပိုင်နဲ့ကြည့်1/2 -1ဆိုတော့-1/2ကျန်တယ်ဒါဆိုဒီက-1/2 comma y နေရာမှာ1ထည့်တယ်-3 -2ဆိုတော့ဆရာမတို့က-5 x နေရာမှာပိုင်ထည့်လိုက်တယ်ပိုင်ဆိုတော့ပိုင်နဲ့စားတော့1 1 -1ဆိုတော့ဆရာမတို့က0ပါ y နေရာမှာ0ထည့်လိုက်တယ်ဒါဆိုရင်ဒီက0 -2ဆိုတော့-2 3ပိုင်2 x နေရာမှာဆရာမတို့က3ပိုင်2ထည့်ပါမယ်ဒါဆိုရင်3ပိုင်2 into 1ပိုင်-1ပိုင်နဲ့ကြည့်3ပိုင်2 -1ဆိုတော့1/2ကျန်ပါတယ်ဒါဆိုရင်1/2 comma y နေရာမှာ-1ထပ်လိုက်တော့ +3 ဖြစ်သွားတယ်3 -2ဆိုတော့1ပါ2ပိုင် x နေရာမှာ2ပိုင်ထက်တော့ပိုင်နဲ့ကြည့်2 -1ဆိုတော့1 y နေရာမှာ0ထပ်လိုက်တော့-2ဒါဆို5 point လေးရပါပြီဒါဆိုဆရာမတို့ရဲ့5 point လေးတွေကိုဒီမှာရှာရေးပါမယ်-1 comma -2 -1/2 comma -5 0 comma -2 1/2 comma 1 comma -2ပါဒါဆိုဆရာမတို့5 point ရသွားပြီဆို graph ဆွဲလို့ရပါပြီအဲ့တော့ graph ဆွဲတဲ့အချိန်မှာဆရာမတို့ x ဝင်ရိုးနဲ့ y ဝင်ရိုးမှာချမယ် point လေးတွေကိုဆရာမတို့ကြည့်ပါမယ် x တန်မို့-1 +1 0 1/2 -1/2ဒါကြောင့်ဆရာမက x ဝင်ရိုးပေါ်မှာ0တစိမ့်ကို1/2ထားပြီးတော့1 3/2 2ဒီဘက်လည်းအဲ့လိုရှာထားပေးပါတယ်ဒါဆိုရင် y ဝင်ရိုးမှာကြတော့ကြည့်လိုက်ပါမယ်ဆရာမတို့-2 -5 -2
1 minus 2ဒါဆိုရင် minus 5အနှုတ်ဘက်မှာအများရှိပါတယ်အပေါင်းဘက်မှာ y တန်ဖိုးဒီ1ဖြစ်တဲ့ဆရာမအနှုတ်ဘက်ကိုအများဆွဲထားပြီးတော့ graph ကိုဒီ x ဝင်ရိုး y ဝင်ရိုးကိုဆွဲတဲ့ဆရာမတို့ဒီလိုဆွဲလိုက်ပါကဲဒါဆိုရင်ဆရာမတို့ 5 key point လေးတွေကိုနေရာချပါမယ်ပထမဆုံး minus 1 minus 2ဆိုရင် x တန်ဖိုးက minus 1 y တန်ဖိုးက minus 2ပါဒါဆိုရင်ဆရာမတို့ကဒီ coordinate point လေးဒီ minus 1, minus 2နောက်တစ်မှန် minus 1 by 2, minus 5ဒါဆို x တန်ဖိုးက minus 1 by 2 y တန်ဖိုးက minus 5 minus 1 by 2, minus 5ပါနောက်တစ်မှတ်ဒီ0, minus 2ဒီမှာ0, minus 2ပါ x တန်ဖိုး0 y တန်ဖိုး minus 2ပါ1 by 2, 1 x တန်ဖိုး1 by 2 y တန်ဖိုး1 1 by 2, 1အမှတ်ကလေးပါနောက် 1, minus 2 x တန်ဖိုး1 y တန်ဖိုး minus 2ပါဒါဆိုရင်1, minus 2ဒါကြောင့်ဆရာမတို့က y တန်ဖိုး minus 2ထွက်နေတဲ့ coordinate point လေးဒီ mid line ပေါ်မှာရှိပါတယ်ဒါဆိုရင်ဆရာမတို့က1 2 3 4 5ဆိုရင် 5 key point နဲ့ graph ဆွဲလို့ရပါပြီဒါဆိုဆရာမတို့ graph ဆွဲကြည့်ရအောင်ဆွဲလိုက်ပါမယ်5 key point နဲ့ဆွဲမယ်ဆိုရင်ဆရာမတို့ graph ဒီတောက်ဆိုပြီးသွားပါတယ်ဒါဆိုရင် graph ကိုလှအောင်ပုံနေထဲရလို့မျိုးဆရာမတို့နောက် width တစ်ခုနဲ့ရလာအောင်ဆွဲမယ်ဆိုရင်ဆရာမတို့ဒီမှာနောက်ထပ် point တစ်ခုကိုစဉ်းစားမယ်ဆိုရင် minus 1 by 2, minus 5ကိုဒီဘက်ကိုဘယ်လောက်ရွေ့သွားမလဲဆိုဆရာမတို့ period ကိုကြည့်လိုက်ပါ period ဒီ2ထွက်နေတယ်ဆိုရင် x တန်ဖိုး minus 1 by 2မှာဆရာမတို့က period 2ကိုဒီဘက်ကိုဆိုပေါင်းလိုက်ပါဒါဆို minus 1 by 2 plus 2ပေါင်းလိုက်တော့3 by 2ပါဒါဆိုရင်နောက်တစ်မှတ်ဒီသိရှာပါတယ်ဆရာမတို့က3 by 2, minus 5ဖြစ်ရပါမယ်ဒါဆိုရင်3 by 2 x တန်ဖိုး3 by 2 y တန်ဖိုး minus 5ချလိုက်ပါမယ်ဒီမှာ y equal to minus 2မှာလည်းနောက်ထပ်နေပြီးတော့ point တစ် point ဒီ0 minus 2 1, minus 2သိရှာပါတယ်2, minus 2ဖြစ်မှာပါဒါဆိုဆရာမတို့ဒီ point လေးကိုဆရာမတို့ဆက်ဆွဲလိုက်ပါမယ်ကဲဒါဆိုရင်ဆရာမတို့ graph ကလေးကဒီလိုလေးရပါပါပြီဒါဒီ y equal to graph ကိုနာမည်ထည့်ပေးရပါမယ် minus 3 sin pi into x plus 1 minus 2ရဲ့ graph ဖြစ်ပါတယ်ဒါဆိုရင်ဒီ graph မှာဆရာမတို့က period ကိုထည့်ပေးရပါမယ် period ဒီ2ဖြစ်ပါတယ်ဒါဆိုရင်ဒီမှာတော့ဆရာမ complete weight စနေအဆုံး period ကြီးပေးလိုက်ပါမယ်ဒါဒီ period ပါcomplete weight ဆိုတာရှေ့ရောက်ဗီဒီယိုတွေမှာလည်းပြောထားခဲ့ပါတယ်ဒီဟာဒီ complete weight တစ်ခုပါကဲဒါဆိုရင်02ဒါဒီ period ပါဒါဆိုရင် amplitude ဒီ midline ကနေပြီးတော့ maximum point ထိဆွဲရပါတယ်ဒါဆိုရင်ဒါက amplitude ပါ amplitude ဘယ်လောက်ပါလဲဆိုရင် amplitude ဒီ3ပါဒီမှာလည်းကြည့်လိုက်ပါ1 2 3ဒါ amplitude 3ပါဒါဆိုရင်ဆရာမတို့ရဲ့သူဆွဲခိုင်းတဲ့ graph လေးပြီးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်